မင်္ဂလာပါကျွန်တော်တော့ fitness trainer ရဲရစ်ဖြစ်ပါတယ်ကျွန်တော်တို့ fitness လို့အတန်ကြားလိုက်ပြီဆိုတာနဲ့လူတွေကဗလာကြီးနဲ့ဒီလိုမျိုးစစ်ပတ်တွေနဲ့မြောင်းလိုက်နဲ့ပြီးလို့ရှိရင်တကယ်ကာယဗလာမောင်တွေလိုမျိုးအရင်ကြီးချောမောလာပနေတဲ့တကယ် motivation ယူလို့ရတဲ့လူမျိုးတွေကိုပဲဖြစ်အောင်လေ့ကျင့်တဲ့နေရာလို့ထင်နေကြတာဗျတကယ်တော့ဒီလိုမဟုတ်ပါဘူးတကယ်တော့ fitness ဆိုတဲ့စကားရဲ့နောက်ွယ်မှာအများကြီးပေါ့နော်ဒီတန်ဆွမ်းမှုတို့ကျန်းမာဖော်ပြမှုတို့ပေါ့နော်ခန္ဓာကိုယ်တွက်လက်မှုတို့ပြီးရင်ကျွန်တော်တို့ကဒီဝိတ်ကြယုံလောက်နဲ့တော့ fitness လို့မခေါ်ဘူးဗျလူတစ်ယောက်ဟာရှိတိုက်တဲ့ခန္ဓာကိုယ်စူးစမ်းနေသူ့ရဲ့ခန္ဓာကိုယ် weight ကိုခန္ဓာကိုယ် body weight ကိုတိဖို့တော့လူတယ်ဗျအဲ့ဒီရှိတဲ့ခန္ဓာကိုယ် weight နဲ့နည်းနေတာဖြစ်ဖြစ်များနေတာဖြစ်ဖြစ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ကျန်းမာရေးထိခိုက်လာတာတို့ပြီးလို့ရှိရင်ရေရှိမှာတခြားခန္ဓာကိုယ်မှာရှိတဲ့တခြားမလိုအပ်တဲ့ဘေးတဲ့ဆူကြိုတွေဖြစ်လာတာတို့ဖြစ်နိုင်ပါတယ်ဗျအဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဒီ fitness ဆိုတဲ့ခေါင်းစဉ်အောက်မှာနေပြီးတော့မြင်တဲ့ဟာတွေပေါ့နော်မမြင်စေချင်ပါဘူးဗျပြီးလို့ရှိရင်ကျွန်တော်အနေနဲ့လည်းဒီ fitness ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့လူတွေကိုကျန်းမာစေခြင်းတယ်ကျန်းမာရေးပူဇော်ရစေခြင်းတယ်ပြီးလို့ရှိရင်ဘယ်နေရာရောက်ဂျင်မာတင်မဟုတ်ပဲနဲ့ဘယ်နေရာရောက်အားကစားလုပ်နိုင်အောင်ကိုယ်လက်လှူရှာမှုလုပ်နိုင်အောင်ကျန်းမာဖို့ပြောအောင်ကလေးတွေဆိုရင်လည်းကလေးတွေအတွက်ကိုကျန်းမာရေးအတွက်အသိပညာလေးတွေကိုမျှဝေချင်ပါတယ်ဗျတကယ်လို့ကျွန်တော်မျှဝေတာတွေကိုအဲဒါကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးထားပါဦးဗျကျွန်တော်ရဲ့ channel လေးကတော့ Y Intel Fitness channel ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တော့ရဲရဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် fitness ဆိုတဲ့ခေါင်းစဉ်အောက်မှာအကုန်လုံးကျန်းမာခြင်းနဲ့တူကြက်ကင်ဖွံ့ဖြိုးခြင်းတွေပိုင်ဆိုင်ကြပါစေ fighting